ပြေုံးလည်းငါပင်လယ်စာကြိုက်သူတွေအတွက်အခုလိုမျိုးကြောက်ပစုံအကိတ်ကြီးတွေကင်းမစုံနေတာမကပါဘူးရေပွဲနဲ့ပြေးချင်းကအကြီးတွေအပြင်ကမှရှက်ရှက်ပပဝေးရခဲ့တဲ့ရှောင်းလောင်ရှားတွေအပြင်အားလုံးဒီပါကြိုက်ကြမယ်ခောက်ဆွဲတွေကိုဆိုရင်လေပုံမှန်ဈေးကွက်ထဲမှာဆိုရင်မြင်ရခဲ့တဲ့အမျိုးအစားတွေကိုဝယ်လို့ရမယ်ဆိုင်လေးတစ်ခုစီကိုခရစ်စတယ်ကခေါ်သွားပေးချင်ပါတယ်တကယ်ဒီဆိုင်ကြီးမှာကလေပင်လယ်စာတွေကစုံနေမကပါဘူးဒီဆိုင်မှာရှိတဲ့ခောက်ဆွဲတွေအားလုံးဟာဆိုရင်လေခရစ်စတယ်ဆိုရင်လေအားလုံးနှိပါကိုပေါ့နော်မြင်နာမမြင်မှုတဲ့ခောက်ဆွဲတွေအစားရှိရပေါ့နော်တိုင်းလိပ်စာလေးရဆိုရင်တော့ပြုံးလေးမျိုးရဲ့မန္တလာရှိုးလမ်းမပေါ့ဖျားကြီးသွားရဲ့လမ်းပေါ့နော်ဒီလမ်းရဲ့ညာဘက်ချောင်းကိုကွေးသွားမယ်ဆိုရင်ပြည်ချစ်ဖျားကြီးကိုရောက်တဲ့အဲ့လမ်းမကွေးပဲနဲ့လမ်းတွေကိုပဲဆက်ပြီးမောင်းလာရမှာပဲဖြစ်ပါတယ်ဒီအတိုင်းမောင်းပြီးသွားတဲ့အခါမှာဆိုရင်တော့လမ်းရဲ့ညာဘက်အချမ်းမှာဆိုရင် Uchis Tea House ရှိရပေါ့နော်အဲ့ Tea House ရဲ့အကျော်နားလေးမှာဆိုရင်တော့တိုက်တန်းတွေအများကြီးရှိပါတယ်အဲ့ဒီတက်ခန်းနေရဲ့နားမှာဆိုရင် GNG Store ရှိရပေါ့နော်အဲ့ GNG ရဲ့ဘေးကလေးရဲ့မှာပဲတည်ရှိနေတဲ့ဒုက္ခနဒီ Seafood and နိုရဘာဆိုင်ကြီးပဲဖြစ်ပါတယ်ဒီဆံမကလေ Seafood ပိုင်းနဲ့ပတ်သက်လာပြီဆိုရင်တော့အခုမြွေတွင်းနေရတဲ့အတိုင်းပဲဘီဂျင်းကားတွေကြောက်ပစုံတွေရေပွဲတွေကင်းမုံတွေပေါ့နော်အမျိုးအစားကလေတော်တော်လေးကိုစုံတာကိုတွေ့ရရေပေါ့နော်သူကလေအဓိကအဖြစ်ပေါ့နော်ရိုဒီယာဘက်ကဝင်တဲ့ပစ္စည်းတွေဆိုရင်ဓာတ်ရိုက်တင်ထားတာကိုလေသိရပါတယ်ပြီးတော့လေရှာခဲတဲ့ရှောင်းလောင်ရှားရဆိုရင်လေချက်ပြီးထားတာတွေရောအစိမ်းတွေကိုရတယ်ပြီးတော့ဒီမှာဆိုရင်ဖုန်ကြီးကနန်းတွေကအစားကြောက်ပစုံဆိုရင်လုံးဝအကိတ်ကြီးရရှိတဲ့အပြင်ကမှကင်းပစုံစားကျင်သူတွေအတွက်ဆိုရင်လေကင်းပစုံတွေရောရပါတယ်ပြီးတော့လေအခုလိုမျိုးဆယ်မွန်တွေရတဲ့အပြင်ကမှပစုံဦးလေးတွေလည်းရတယ်ပစ္စည်းအမျိုးအစားကလည်းတော်လေးကိုစုံနေပေါ့နော် freezer ဆိုရင်လေ9လုံးလောက်နဲ့ကိုတေချာလေးကိုထားတာကိုတွေ့ရတယ်ပင်လယ်စာအစ်စ်တွေရှိုံနဲ့မကပါဘူးကြက်မဲအပြင်အခုလိုမျိုးဝက်ကုတ်သားနဲ့ပင်လယ်စာအတူလုံးလေးတွေလည်းအများကြီးရှိပါသေးတယ်ဒါကြောင့်မလို့ပင်လယ်စာနဲ့ပတ်သက်လာပြီဆိုရင်ပေါ့နော်အမျိုးအစားစုံလင်ကိုဝယ်ကြည့်နေဆိုရင်တော့ဒီဆိုင်လေးမှာတော့ပြီးတော့ဝယ်ကြည့်ကြဖို့တက် crystal ပြန်ပြီး share ဝင်လုပ်ပေးပါတယ်ကဲဒါဆိုရင်သူ့ရဲ့ဒီ seafood အပိုင်းကိုပြပြီးတော့တဲ့အခါမှာဆိုရင်တော့ crystal က noodle bar အပိုင်းကိုလိုက်ပြီးတော့ပြသပေးမယ်ပေါ့နော် noodle bar မှာဆိုရင်တော့ crystal ကိုပြပေးနေတဲ့အတိုင်းပဲ crystal တို့ပုံမှန်ဈေးကွက်မှာတွေ့နေကြမဟုတ်တဲ့ခောက်ဆွဲတွေဆိုရင်ပေါ့နော်ယူရီးယားဘက်ကနေတိုက်ရိုက်တင်သွင်းတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုစုံတယ်ခောက်ဆွဲဆိုတာလေလူတိုင်းနှီးပါကြကြဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးလေခောက်ဆွဲတွေကိုကိုမြင်နေကြပုံစံတွေမဟုတ်ဘဲနဲ့တန်နေရာထဲမှာအစုံလေးရရှိရဆိုတော့လေခရစ်စတယ်ကိုယ်တိုင်လေးပေါ့နော်အဲ့ဒီသွားတဲ့အခါမှာဆိုရင်ခောက်ဆွဲကြီးကိုလေတမျိုးနဲ့ပေါ့စုံနေအောင်ဆိုပြီးတော့9000ကျော်ဘို့လောက်ထိကိုဝယ်ခဲ့တာပေါ့နော်ခောက်ဆွဲရကြအောင်လေသူကပေါ့နော်ဒီလိုမျိုးတစ်ခါလေးဝယ်သွားလို့ရအောင်လည်းမကပါဘူးစိုင်မာလာစားမဲ့သူတွေအတွက်ဆိုရင်လည်းတစ်ခါလေးပြုတ်ပေးတယ်တော့ပင်ကြီးလေးထည့်ပြီးစားလို့ရရပေါ့နော်ခောက်ဆွဲစုံရှိအောင်လည်းမကပါဘူးအခုလိုမျိုးယူရီးယားဘက်ကလာတဲ့မုံနေရဲ့ပြီးတော့တခြားသောအသုံးဆောင်ပစ္စည်းတွေဆိုရင်လည်းအစုံအလင်ကိုရတယ်ပြီးတော့ဒီဆိုင်ထဲမှာကလေအထူး promotion နေနဲ့အစီအစဉ်တစ်ခုရှိရပေါ့နော်ဆိုင်မှာခောက်ဆွဲပြုတ်သွားစားပြီးတော့ဒီ post လေးတွေ video လေးရိုက်ပြီးတော့ကိုယ့်ရဲ့ social media platform မှာတင်ပေးမယ်ဆိုရင် cashback 2000ပြန်ပြီးတော့ပေးမှာပါတဘိုးရရင်2000နှစ်ဘိုးရရင်4000တောင်ရမှာဆိုတော့လေတွားပြီးတော့စားမဲ့သူတွေအတွက်ဆိုရင်တော်လေးကိုတန်နေပေါ့နော်ဒါကြောင့်မလို့ဒီဆိုင်လေးဟာပေါ့နော်ပြုံးလင့်မှာဆိုရင် seafood တွေအစုံရအောင်နဲ့မကပါဘူးခောက်ဆွဲအထူးအဆန်းတွေလည်းအများကြီးရှာဖြစ်တဲ့အတွက်ကြောင့်တွားပြီးတော့ဝယ်ကြည့်လို့ရအောင်လို့ Crystal TV vlog လေးနဲ့ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်